အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ kimchi လုံနီးလေးမျှဝေပေးလိုက်ပါတယ်ကိုယ်တိုင်လောက်တော့လက်လက်ဆက်ဆက်စားရတဲ့အပြင်ကိုအကြာကြီးလည်းအထားခံလို့အိမ်ရှင်မတွေအတွက်အသုံးဝင်မဲ့နီးလေးမျှဝေပေးလိုက်ပါတယ်အရင်ဆုံးမုံညင်းဖြူလေးတွေကိုချမ်းပြီးတော့အခုလိုလေးလှီထားလိုက်ပါမယ်မုံလာဥဖြူနဲ့အနီကိုတော့အခွန်လေးတွေခွာထားပြီးတော့မုံလာဥဖြူလေးတွေကိုအခုလိုအစိမ့်လေးတွေစိတ်ထားလိုက်ပါမယ်တခွားသီးကိုအခုလိုမျိုးရှည်ရှည်လေးတွေလှီထားလိုက်ပါမယ်အသီးနှံလေးတွေအားလုံးကိုစားရည်လေးနဲ့စိမ့်ထားပေးလိုက်ပါမယ်တက်သွန်မိတ်နဲ့မုံလာဥနီကိုအခုလိုမျိုးလေးတွေပပလေးတွေလှီပေးထားပါမယ်အသီးရွက်လေးတွေအားလုံးပြင်ဆင်ပြီးရင်တော့အနှစ်လုပ်ဖို့အတွက်စပြီးတော့ပြင်ဆင်ပါမယ်တက်သွန်နီနဲ့ပန်းသီးလေးတွေကိုအစိမ့်လေးတွေစိတ်ထားပေးပါမယ်ပြီးသွားရင်အားလုံးကိုကြိတ်ဆက်ထဲထည့်ပြီးတော့ကြိတ်ပေးပါမယ်ပြီးသွားပြီဆိုလို့ရှိရင်အနှစ်လေးတွေကိုစလုံးအကြီးတွေကိုပြောင်းပြီးထည့်လိုက်ပါမယ်အချင်းပေါက်ဖို့ရအတွက်မွှေးဆန်အစိမ့်မုတ်3စုံကိုခုလိုမျိုးလေးရေလေးနဲ့ဖြောပြီးတော့ကြိုထားပေးလိုက်ပါမယ်ပြီးရင်တော့သူ့ကိုလည်းစလုံးထဲကိုထည့်ပေးလိုက်ပါမယ်ငရုတ်သီးအယောင်တင်မုတ်4စုံထည့်လိုက်ပါတယ်ငန်းပြရည်3စုံတကြား3စုံကြက်သားမုတ်1စုံထည့်ပြီးတော့သမအောင်လို့မှွေပေးပါမယ်ဒီချိန်မှာအရသာပေါ်ငံလေးမြည်ကြည့်ပြီးမိမိကြိုက်နှစ်သက်သလိုပြင်နိုင်ပါတယ်ဆော့စ်အရသာလေးအဆင်ပြေရင်တော့ဥနီနဲ့ပြတ်သွန်မိတ်လေးထည့်ပြီးတော့မှွေပေးလိုက်ပါအနှစ်ရဲ့3ပုံ2ပုံကိုဖယ်ထားလိုက်ပါမယ်ပြီးရင်တော့မုံညင်းပြူလေးတွေထည့်လိုက်ပါမယ်မုံညင်းပြူကင်ချီလေးရပါပြီပြီးရင်တော့ဖယ်ထားတဲ့အနှစ်ထဲကတဝက်ကိုထည့်လိုက်ပါမယ်ပြီးရင်တော့တခွားသီးလေးထည့်လိုက်ပါမယ်တခွားသီးကင်ချီလေးရပါပြီကျန်တဲ့နှစ်လေးတွေကိုအကုန်ထည့်လိုက်ပါမယ်ပြီးရင်တော့မုံလာဥဖြူလေးထည့်လိုက်ပါမယ်မုံလာဥဖြူကင်ချီလေးရပါပြီဒါဆိုရင်တော့အကြာကြီးလည်းအထားခံအရန်ကိုတန်ရှင်းလက်ဆက်တဲ့အိမ်လုတ်ကင်ချီလေးတွေရပါပြီကြည့်ရှုပေးလို့အား